အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထူးထူးခြားခြားသူတို့များဆိုတဲ့ဗီဒီယိုလေးမှာတရိတ်ဆန်အကောင်လေးတွေရဲ့ထူးခြားပြီးလူသိနေတဲ့အချက်လေးတွေကိုအားလုံးအတွက်မျှဝေပေးသွားချင်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာတော့ channel လေးကို subscribe လေးမလုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်သွားပေးဖို့မမေ့ပါနဲ့နော်ဒါဆိုရင်တော့အစီအစဉ်လေးကိုစတင်လိုက်ရအောင်ပါရှင်နံပါတ်1 slot slot တွေဟာကဘာပေါ်ကအနည်းဆုံးနှုတ်တိုက်တော်ဝါတွေကတခုအပါအဝင်ဖြစ်ပြီးထူခြားတဲ့စိတ်ဝင်စားစရာအကောင်လေးတွေဖြစ်ပါတယ်။သူတို့ဟာတရက်ကိုပြင်းပြအားဖြင့်ဂိုက်40-38မီတာလောက်ပဲသွားလာကြပါတယ်။သူတို့ဒီလိုနေကွေးရခြင်းရဲ့အကြီးကအချက်ကတော့သူတို့စားတဲ့အရွက်တွေဟာအာဟာရတက်နေပါပြီးအစာချေဖြတ်ဖို့အချင်းကြာမြင့်လာကြောင်းပဲဖြစ်ပါတယ်။သူတို့ဟာကြည့်တော့တာအလွန်နှိပ်ကွေးပြီးအားမရှိဘူးလို့ထင်နေရပေမဲ့တကယ်တမ်းတော့လူတွေထက်3ဆလောက်တောင်ပိုတန်ပါပြီးကုန်းပေါ်မှာနေကွေးနေပေမဲ့ရေထဲမှာဆိုရင်တော့ကုန်းပေါ်မှာထက်3ဆပိုမြန်အောင်ရေကူးနိုင်ကြတဲ့သူလေးတွေဖြစ်ပါတယ်။ဒါအပြင်ရေထဲမှာဆိုရင်မိနစ်40အထိအတန်အောက်နိုင်စွမ်းလည်းရှိကြပါသေးတယ်။လင်းမိုင်တွေမှာတော့မိနစ်10မိနစ်ကနေ15မိနစ်ဝန်းကျင်အထိပဲအတန်အောက်နိုင်ကြတာပါ။နံပါတ်2ကြားတွေဟာသူတို့ရဲ့ကိုယ်ခန္ဓာမှာရှိနေတဲ့အစင်ကြားတွေကတကောင်နဲ့တကောင်အစင်ကြားပုံစံချင်းဘယ်တော့မှမတူညီကြပါဘူးပြောရမယ်ဆိုရင်တော့လူတွေရဲ့လက်ဝေရာတွေလိုပါပဲဒါအပြင်ကြားတွေရဲ့ကိုယ်ခန္ဓာပေါ်မှာရှိနေတဲ့အစင်ကြားတွေဟာသူတို့ရဲ့အမွေးမာတွေရှိနေတာမဟုတ်ပဲအရေးပြားပေါ်မှာပါရှိနေတာဖြစ်ပါတယ်ဒါကြောင့်ကြားတကောင်ရဲ့အမွေးတွေကိုကြိတ်ပြလိုက်မယ်ဆိုရင်တော့သူ့ရဲ့အစင်ကြားတွေကိုတော့မြင်နေရမှာဖြစ်ပါတယ်နံပါတ်3ဖာကဘာပေါ်ကနေရာအနှံ့အပြားမှာနေထိုင်တတ်ကြတဲ့ကုန်းနေရေနေနှစ်ပါးသောတော်ဝါတွေဖြစ်တဲ့ဖားတွေကတော့ထူးထူးခြားခြားရေကိုပါးစပ်နဲ့မတောက်ကြပါဘူး။ပါးစပ်နဲ့ရေကိုမတောက်ဘဲအရေပြားကနေရေကိုစုပ်ယူကြတာဖြစ်ပါတယ်။သူတို့ရဲ့အရေပြားဟာအလွန်ပါလွှာပြီးရေတွေမကပဲအောက်ဆီဂျင်ကိုပါစုပ်ယူနိုင်ကြပါတယ်။အဆုပ်ပါးစပ်လေချောင်းကနေလည်းအသက်ရှူနိုင်ကြပြီးရေအောက်မှာရှိနေတဲ့အခါတွေမှာတော့အရေပြားကနေပိုပြီးအသက်ရှူလေးရှိကြပါတယ်။နံပါတ်4လင်းတို့ကဘာပေါ်မှာထူးထူးခြားခြားပြန်တန်းနိုင်တဲ့တခုတည်းသောနှုတ်တိုက်တော်ဝါကတော့လင်းတို့တွေပဲဖြစ်ပါတယ်။သူတို့ဟာငှက်တွေလိုပဲပြန်တန်းနိုင်ကြပါတယ်။ငှက်တွေလိုပြန်တန်းနိုင်ပြီးလူတွေလိုနှုတ်ချိုတိုက်ကျွေးတဲ့ထူးခြားတဲ့လင်းတို့လေးတွေဖြစ်ပါတယ်။